Hello ကဲအခုဆိုလို့ရှင်တော့ပြလုပ်ထားတဲ့ငကမအုံတို့ကြောက်ကြောနှစ်ထပ်စာပြီးသွားပြီပေါ့နော်အဲဒီတော့ပြကအတုံးလေးတွေစာပြီးတော့တုံးပြမယ်ပေါ့နော်အနေထားလေးဘယ်လိုရှိလဲရတာလေးဘယ်လိုရှိလဲဆိုတာအတုံးလေးတွေတုံးပြီးတော့စာပြပါမယ်ရှင်ဒီကလေဒီတပန်းစာလုံးကိုဘယ်လောက်ကုန်လဲဆိုတာပြောပြမယ်နော်ကြောက်ကြောမှုံကတယ်လီဖုန်းကြောက်ကြောမှုံပေါ့နော်အဲ့ဒါကတစ်ထုပ်ကိုနှစ်ထုပ်ပေါ့နော်ပြီးတော့ငကမောက်ကြီးကအဖြူနဲ့အနီနဲ့တစ်လုံးစီတစ်လုံးကို1500 3000ပြီးတော့အုံတို့တကူကကြတော့3800ပြီးလို့ရှိရင်ကြားက1900ပေါ့နော်အားလုံးဖြူဒီတပန်းလုံးစာအတွက်ပုံကြတဲ့ပမာဏက12500ဖြစ်ပါတယ်။ကဲဒီ12500တပန်းဆိုလို့ရှိရင်အင်သားအဝစားပါလေးပေါ့နော်။ပြီးတော့ကလေးတွေလည်းဒီလိုမျိုးကြောက်ကြောဆိုလို့ရှိရင်လည်းကလေးတွေအတော်ကြိုက်ကြတယ်ပေါ့နော်။အဲဒီတော့အပြင်မှာဝယ်စားမယ်ဆိုလို့ရှိရင်ဖြူဖြူတုံးနဲ့အတုံးကြီးတဒုံပေါ့နော်။အဲဒီတဒုံကို9000လောက်ရှိပါတယ်သူကလေဈေးထဲမှာအဲ့လောက်ရောင်းကြတယ်။အဲဒီတော့ကိုယ့်ဘာသာကိုအိမ်မှာဝယ်စားတယ်ဆိုလို့ရှိရင်အဝါစားရတယ်ပေါ့နော်ပြီးတော့ကိုပါနဲ့ကိုလောက်တာဆိုတော့တန်လေးလဲစားရတယ်အချိုလည်းအရင်ကြီးမကဲဘူးကျမရင်းနဲ့လည်းညီတယ်ပေါ့နော်ဖြူဖြူကတကြားကို short ထည့်ထားတော့တကြားလေးကလည်းအနေတော်လေးအုံတို့အနံလေးကလည်းမှုံမွေးလေးနဲ့စိမ့်လေးပေါ့နော်တော်တော်ကိုစားကောင်းပါတယ်ကိုလေးရနဲ့ကိုလေးကဲကျမမြည်နေပြီတဒုံပြီးတဒုံအမအယောင်ထွက်လေးဘယ်လောက်လှလဲလို့ကြည့်လိုက်တော့နဂမောက်တီးကနည်းနည်းချင်းပြုံးပြုံးအရသာလေးရပြီးရင်အုံတို့နဲ့စိမ့်မှုံမွေးလေးရနဲ့လေနှစ်ထပ်လုပ်လိုက်တာဆိုတော့တော်တော်ကိုစားကောင်းတယ်အနီတစ်ထပ်အဖြူတစ်ထပ်လေးဖြစ်နေတယ်ပေါ့နော်အရင်စားကောင်းလို့ကျမလက်မလေးထောင်းနေပြီရှင်အရသာလေးကတကယ်မှအနေတော်လေးတော့ဖြူဖြူကကြားကိုပထမနဂမောက်အထက်မှာကြတော့9စွန်းအုံတို့အထက်မှာကြတော့6စွန်းထည့်ထားတာလေအဲ့ဒါအချိုလေးကလုံးဝတကယ်အနေတော်လေးတကယ်မှချိုရဲမဟုတ်ဘူးနော်ဟိုရောင်းတန်းနေဆိုလို့ရှင်သူတို့ကအရန်တကြားများတယ်လေချိုရဲလောက်ကြတာပေါ့နော်အဲ့တော့ဖြူဖြူကတော့အရန်ချိုရဲနေတာမကြိုက်ဘူးအဲ့တော့အချိုလျှော်ပြီးလောက်လိုက်တာအနေတော်လေးဖြစ်သွားတယ်ပေါ့နော်ဒါဖြူဖြူကဒီငကမောက်တပန်းမှာကုန်ကြတဲ့ဈေးနှုန်းတွေကိုပြောနေတာလက်တစ်ထောင်နဲ့ပေါ့နော်အားလုံးဒီတပန်းလုံးကိုပေါ့နော်12500ကျပါတယ်ရှင်ကျေးဇူးပါဘိုင်